ကြီးကန်းငှက်တွေဟာ secret မီးကျိတ်တွေကိုခိုးယူရတာကိုနှစ်သက်ကြပါတယ်။မိတ်ဆွေအနေနဲ့ကြီးကန်းတွေဟာလမ်းဘေးမှာစွန့်ပစ်ထားတဲ့ secret မီးကျိတ်တွေကိုကောက်ယူနေတာကိုမြင်ဘူးပါလိမ့်မယ်။အမှန်တော့သူတို့ဟာမူရစ်စေလိုတာမဟုတ်ပါဘူး။ကြီးကန်းတွေဟာအဲ့ဒီ secret မီးကျိတ်တွေကိုသူတို့ရဲ့အတိုက်ကိုပြန်တည်သွားပြီးအဲ့ဒီမီးကျိတ်တွေမှာပါဝင်တဲ့နီကိုတင်းတက်ဟာသူတို့ရဲ့ကလေးငှက်တွေကိုဒုက္ခပေးတဲ့တန်းကောင်နဲ့ကပ်ပါကောင်တွေကိုတေးစေနိုင်တာကြောင့်ဂယုတစိုက်ခင်းကျင်းထားဖို့အတွက်ဖြစ်ပါတယ်။ရောမခေတ်ကလူတဦးဟာလူအများရှိမှောက်မှာသူ့ရဲ့လက်ကိုပေါင်ကြားပေါ်တင်ပြီးဂရိတစ္ဆာပြုလေးရှိပါတယ်။ဘာလို့လဲဆိုရင်ရှေးခေတ်ရောမလူမျိုးတွေဟာတမန်ကျမ်းစာကိုလက်မှာကင်ကာတစ္ဆာမဆိုကြပါဘူး။သူတို့ဟာမင်းတို့ရဲ့မျိုးအောင်မှုနဲ့စွမ်းအားရဲ့တင်ကေတာဖြစ်တဲ့ဝေးစေးတွေကိုကင်ဆွဲပြီးတစ္ဆာဆိုကြပါတယ်။စာလုံးပေါင်းတဲ့အတိတ်ပဲဟာရာစုနှစ်များစွာဘာသာစကားတွေကြားပြန့်နှံ့ခဲ့ပြီးနောက်ဆုံးမှာတော့ testify ဆိုတဲ့အင်္ဂလိပ်စကားလုံးအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။အမှန်တော့မူလအတိတ်ပဲမှာဝေးစေးတွေနဲ့တစ္ဆာဆိုခြင်းဖြစ်ပါတယ်။မာရသွန်ပြေးသမားတွေဟာသူတို့ရဲ့နိုတီကောင်းတွေပေါ်မှာပလာစတာတွေကိုတမင်တက်ကလေးရှိကြပါတယ်။ဘာလို့လဲဆိုရင်အပြေးသမားတွေဟာနာရီပေါင်းများစွာပြေးနေစဉ်ဝတ်ထားတဲ့အဝတ်စားတွေဟာနိုတီကောင်းတွေနဲ့စက်တိုက်ပို့တိုက်မှုတွေဖြစ်စေပြီးရရန်တန်ရာနဲ့တွေးထွက်တာတွေကိုပါဖြစ်ပေါ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။အဲ့ဒီအခါပလာစတာကတ်တာဟာနိုတီကောင်းနဲ့အဝတ်စားကြားမှာအတားအဆီးတစ်ခုဖြစ်စေပြီးပို့တိုက်မှုကိုရှော့ချပေးနိုင်ပါတယ်။